မင်္ဂလာပါကျွန်တော်ရဲ့မိတ်ဆွေတွေအကြိုက်တွေ့စေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါဒီဘိန်းလေးတွေကတော့ဝေဘိန်းလေးတွေပဲဖြစ်ပါတယ်ဒီဘိန်းလေးကတော့ PNC ဝေဘိန်းလေးပဲဖြစ်ပါတယ် model 2025 model လေးပါနောက်ထပ်ဘိန်းလေးကတော့ကန်နာဝေခုံနှန်းရှည်လေးပဲဖြစ်ပါတယ် model လေးရဆိုလို့ရှိရင်တော့2025 model လေးပါနောက်ထပ်ဒီဘက်ကဘိန်းလေးကတော့ PNC ဝေဘိန်းလေးပဲဖြစ်ပါတယ် model လေးရဆိုလို့ရှိရင်တော့2024 model လေးပါခင်ဗျာနောက်ထပ်ဒီဘက်ကဖြူတန်းတန်းလေးရတော့ကာမတ်ဝေဘိန်းလေးပဲဖြစ်ပါတယ် model လေးရဆိုလို့ရှိရင်တော့2024 model လေးပါခင်ဗျာဒီဘက်ကဘိန်းလေးကတော့နတ်6လေးလူတိုင်းကြိုက်နေတတ်တဲ့အယောင်လေးပဲဖြစ်တယ်နယူပါဝါဝေဘိန်းလေးပဲဖြစ်ပါတယ် model လေးရဆိုလို့ရှိရင်တော့2024 model လေးပါခင်ဗျာနောက်ထပ်ဒီဘက်ကဘိန်းလေးကတော့နယူစင်းနဲ့ဝေဘိန်းလေးပဲဖြစ်ပါတယ်လူတကာကြိုက်နေတတ်တဲ့ဝေဘိန်းလေးပဲဖြစ်ပါတယ် model လေးရဆိုလို့ရှိရင်တော့2024 model လေးပါခင်ဗျာနောက်ထပ်ဒီဘက်ကအဖြူတန်ကျော်လေးကတော့နယူစင်းနဲ့ဝေဘိန်းလေးပဲဖြစ်ပါတယ် model လေးရဆိုလို့ရှိရင်တော့2025 model လေးပဲဖြစ်ပါတယ်ဒီလိုမျိုးဝေဘိန်းကောင်းတာတန်တာလေးတွေအတန်လေးတွေပဲကြိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့စိန်ကဘာစံလင်းဆိုင်ငယ်ရှိုးတုံးကိုဒါဆက်သွယ်ဆုံးသတ်မေးမြန်းနိုင်ပါတယ်ကြည့်ရှုသူများကိုလည်းစိတ်ချမ်းသာကိုယ်ကျန်းမာရှိပါစေစိတ်ရှုရတနာပေါ်ကျဝါကြပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်ကြည့်ရှုသူများအားလုံးပဲကျေးဇူးများတင်ပါတယ်ခင်ဗျာ